ရောက်နေမင်းတို့ကောင်းနေအချက်တရားရှိရင်ရှက်တိုင်လဲတည်လို့ရနေနော်မင်းတို့ကောင်းနေရှက်တိုင်လဲတည်လို့ရရဲ့လားကဲဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ဒီ brother လေးတီးပြီးလောက်ပြီပေါ့နော်ဆိုတော့ကျွန်တော်အကောင့်လေးတစ်ခုတွေ့ထားတယ်အဲ့ဒီအကောင့်ကိုကျွန်တော် review လေးလုပ်သွားမှာဖြစ်ပါတယ်အဲ့ဒါကတော့ဒါ brother ကိုတီးကြတဲ့အတိုင်းပဲဒီacademy ဆုံးမြတ်သူစာရဲ့ mobile လေးကျအကောင့်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီ mobile လေးကျမှာသူစော့ထားတဲ့အကောင့်ပေါ့နော်အဲ့ဒီအကောင့်ကိုကျွန်တော် review လေးတစ်ခုလုပ်ပေးမယ်အရင်ဆုံးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Honda တို့ Glory တို့တော့မနေရအောင်တက်နေရတဲ့လူတွေတော့ကကျတော့ star တရားကြီးဆိုတာနည်းနည်းလေးတော့လွန်တာပေါ့နော်ရှက်တန်လဲတည်လို့ရပြီကွာမင်းတို့ကလည်းရှက်တန်လဲတည်လို့ရကြလားနော်โอเคမကြည့်မယ်ဆိုလို့ရှိရင် तू ဒီဟောပေါ့နော်ဒါသူ့ရဲ့ပုံနဲ့တော့တော်တော်လေးမတူဘူးပေါ့နော်အော်ဒီမှာဆိုလို့ရှိရင် तू ဗလာကင်ထားတာပေါ့နော်ဗလာရောဗလာမြန်မာနမတ်နဲ့ကွာဗလာမြန်မာနမတ်နဲ့ဒါအိုးပလီယာမန်တိတာရပေါ့နော်ဒီပုံမြင်ကြရပါတော့ဒီပုံကတော်တော်လေးမှကြာလိုက်လို့ပြောလို့ရပါတော့မြန်မာနမတ်အဲ့တော့ဆိုကျွန်တော်တို့ဒီ grandmaster မှာတစ်လည်နေတဲ့အချိန်ပေါ့နော်သူတို့မြန်မာနမတ်တွေပဲရထားတာကွာโอเคဒါတော့သူ့ပုံပေါ့နော်โอเคဒါတော့သူ့ရဲ့ဘယ်လိုပြောရမလဲ profile ပေါ့နော်ဟာရဘာတော့ဟာကြည့်ရဆိုတာ1,8900ကျော်ပေါ့နော်ဟဲ့ second လေးမှာဆိုလို့ရှိရင်လေသူက Vala Legend ရှိမယ် Luno Legend ရှိမယ်ဒီမှာဆိုလို့ရှိရင်ဈေးကြီးဆုံးမှာဆိုတဲ့ Chang'e Aspera နဲ့ Lela Aspera နဲ့နေရှိမယ်ပေါ့နော်ပြီးတော့ Hello Kitty လေးရှိမယ်ဟဲ့ဟုတ်တယ်ကွာတကယ်ကြီးနော်ညောင်ကြီးတကယ်ရှက်တိုင်လဲတည်လို့ရပြီငါမှရှိတဲ့အတိုင်းပေါ့130နဲ့ပဲရှိရတွေ့လားမလို့ကောစကင်အားလုံးပေါ့တော့330နဲ့မှ3កောင်ရှိရပေါ့နော်ကျွန်တော်တော့100ကျော်ပေါ့နော်โอเคဆိုတော့ဒီမှာ legend 2កောင်ရှိရပေါ့နော်တော်တော်လေးမှမိုက်ပါတယ်ကွာမိုက်တာတော့မိုက်ပါတယ်ဟုတ်ပြီโอเคသူရဲ့ history မှာအော်ရကြေးကြိုက်တာနောက်ဆုံးဆိုတော့ပွဲကြေးကြိုက်တာရောဘာတော့အော်ရအကုန်လုံးကရှူရအော်ဟဲ့မဟုတ်တာနည်းနည်း cycle တော့မကိုင်းတယ်လို့ तू ကမင်းဘာတော့အဲ့လိုမပလိမ့်နေမှာ MVP ရတာတွေ့လားဗလာနဲ့မင်းโอเคဒီမှာဆိုလို့ရှိရင်နာနာရိုလည်းကင်နေပေါ့နော်ဖဇာနာလည်းကင်နေโอเคအဲ့ဟွိုင်းရောကြီးလည်းကင်နေဟာโอเคဖဇာနာတို့ဖလာတော့ရှေ့ကင်တာနော်မင်းဒီထဲမှာကင်တာအများဆုံးတွေ့ရတာတော့ဖဇာနာနဲ့ဖလာပေါ့နော်ဖလာโอเคဒီစီထဲမှာဆိုလို့ရှိရင်ပွဲပေါင်း400ကျော်သွားပြီအော်စီထဲမှာဆိုလို့ရှိရင်ခု10ရာ1000တောင်းဟောပွဲပေါင်း2000ကျော်အောင်စော်တာပေါ့နော်ဝရိတ်က90ရှိတယ်ပြီးတော့MVP အနေနဲ့ကကျတော့1646ခုရဘူးရပါတော့ Legendary ကတော့1200ကွက်တိပဲပြီးလို့ရှိရင် Mania က162ခါပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Double K က9682ခုပေါ့နော်ဟုတ်တယ်ကွာ MVP Lost Star က1951 Triple K က1020ပေါ့နော် Service က22ခါရဘူးတယ်ကွာနော်သူ push ပိုင်းတော့အားမတောက်ပေါ့နော်ဒီဘက်တွေကြည့်မယ်ဆိုလို့ရှိရင်10 fight ဒီဘက်လဲအားမတော်ဒီမှာဆိုလို့ရှိရင်ဗလာအားရအခုကအကြီးတန်းကွာဗလာအကြီးတန်းနဲ့ဗလာအကြီးတန်းဝင်ထားတာကွာပွဲပေါင်းကဗလာပွဲပေါင်းက9350 okay hero power တော့4490ပေါ့နော်ပြီးလို့ရှိရင်ဝင်ရိတ်ကကျတော့48ရှိတယ်Chang'eလည်းအဲ့တိုင်းပဲပေါ့နော်ဝင်ရိတ်48သူပွဲပေါင်း3200ကျော်ပေါ့နော်ဟိုကကျတော့အင်ဂျလာကကျတော့ဒီအော်ကိုဂျိုစကင်းရောဟဲ့ကိုဂျိုစကင်းဟေးအေးပေါ့ရှိမှာပေါ့ရှိမှာပါအေးပေါ့ကောင်းပါလေကလောက်ငါလိုချင်တဲ့စကင်လေးရောဒီမှာဆိုလို့ရှိရင် Luno Legend ပေါ့နော် Luno Legend okay ပြီးတော့ဒီမှာMia skin ကမပေါ်ဘူးကွ okay တခြားပါစကင်ရှိအေးဟဲ့လက်စလီကင်ထားတာပွဲပေါင်းဟာပွဲနည်းနည်းလေးကင်ထားတာကိုလက်စလီစကင်ကြီးဝယ်ထားတယ်ရောဟုတ်တယ်ဟာအေးပေါ့အာဂေဆိုတော့အာဂေမခေါ်တော့ဘူးကွာโอเคနောက်ပိုင်းကျချောင်းစကင်ချောင်းစပဲရေးနေရောချောင်းစရဝဲကင်ထားတာမင်းချောင်းစရဝဲကင်ထားတာမင်းနဲတဲ့စကိလားတကင်းကြီးစဆယ်ဝဲကင်နေရောOkay အော်ရင်စတားလိုက်နေနော် Okay အဲ့ဒါပဲပြီးတော့ပြီပေါ့နော်ပြီးတော့ပြီcredit score ကတော့ဒီကျွန်တော်တို့130ကွက်တီပဲပေါ့နော်လို့ရှင်ဒီမှာဆိုလို့ရှင်ဒါ live stream လွှင့်ထားတာဟုတ်ပါဟုတ်တယ်နော်ဟုတ်ရဒီမှာဆိုလို့ရှင်ချိန်ထားတာဒီဂူဂူနဲ့ချိန်ထားရပေါ့နော် bro ချိန်ထားလားဟုတ်တယ်ဂူဂူနဲ့ချိန်ထားတာဂူဂူနဲ့မထိတ်ဆုံးပါ
ကူနဲ့ချိန်ထားတယ်ပြီးလို့ရှင်ဒါဘာလို့ကီဂိမ်းမီကီတည်တယ်ကီโอเคကီနဲ့ချိန်ထားတာနော်ရောကီနဲ့တည်ရโอเคဒါသူ့ရဲ့ဒီ account review လေးတော့ဒီမှာပဲပြီးဆုံးပါပြီဆိုတော့ဒါအကုန်လုံးကိုလည်းကျွန်တော် live ပြပြီးသွားပြီပေါ့နော် game play ကတော့ဒီနေ့မလာဖြစ်ပါဘူး game play မနေ့ဖြန်မှာမနေ့ဖြန်မို့နောက်နေ့ကျမှကျွန်တော် game play တင်ပေးပါမယ်ခုတော့ဒီ account ကို rating ပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်တန်းတော့second နေပိုင်းနဲ့ဆိုလို့ရှိရင်တန်းတော့7.8 လောက်တော့ပေးရပါတော့7.8တယ်ငါသူ့ကောင်ကြီးရဲ့ကြောက်ကောင်းလာကြတယ် second တော့မှဘာမှမရှိဘူးလက်ကျန်လေးတစ်ခေါင်လားရှိရ okay ဆိုတော့ကျွန်တော်ရဲ့ဒီနေ့ဒီ game account review video တွေရောဒီမှာပဲပြီးဆုံးသွားပါပြီဆိုတော့ဒီ video လေးကိုအဆုံးထိ like ကြည့်ရှုပေးကြတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲနောက်နေ့ video မှာတွေ့ပါမယ် bye bye ပါ